တမိုင်းဆို၏အစ1989 2009 ခုနှစ်မှာစကေဝါကအာကာသစခန်းဟာကမ္ဘာလေထုတွေကိုပြန်လည်ဝင်ရောက်ပြီးပြစ်ကျခဲ့ပါတယ်။အပိုင်းအစအများစုကလောင်ကျွမ်းသွားပေမဲ့အချို့ကတော့ကမ္ဘာမြေပေါ်ကိုကျရောက်ခဲ့ပါတယ်။နေဆက်ကအပိုင်းအစအလုံးကိုပြန်လည်သိမ်းဆည်းရမိတယ်လို့ပြောခဲ့ပေမဲ့သူတို့မှားသွားခဲ့ပါတယ်။ဩစတြေးလျတဲမုန်တိုင်းကြားကဖုန်းကော2009ခုနှစ်အနောက်ဩစတြေးလျမှာ Enos ဆိုသူကတဲမုန်တိုင်းကြားကနေအီတလီမှာရှိတဲ့ဇီဝဓာတုပညာရှင်မာတင်စီကိုအသေးအတန်ဖုန်းဆက်ပါတယ်။လွန်ခဲ့တဲ့18နှစ်ကပြစ်ကျခဲ့တဲ့ Stellar တင်ကားတွေကထွက်လာတဲ့အရာကြောင့်ဒေတာခန်တွေတေဆုံးနေရပြီး NASA ကိုဆက်သွယ်ပေမဲ့လည်းဂရုမစိုက်ကြကြောင်းသူကပြောပြပါတယ်။ဒါပေမဲ့မုန်တိုင်းပြင်းထန်လာတာကြောင့်ဖုန်းလိုင်းပြတ်တောက်သွားခဲ့ပါတယ်။ချင်းချောက်မှုရှော့ချရေး Agency TRA ရောက်ရှိလာခြင်း28နာရီကြာမှာမာတင်ဟာအဲ့ဒီနေရာကိုရောက်ရှိလာပြီး TRA ကဘိုမူ Robert နဲ့ Bole Trini တို့နဲ့ဆုံတွေ့ပါတယ်။မာတင်ကအဲ့ဒီတင်ကားထဲမှာအာကာသယာဉ်မှုတွေအတွက်မိုးသက်ဆေးထုတ်လုပ်ဖို့ရည်ရွယ်ချက်နဲ့ထည့်သွင်းပေးလိုက်တဲ့မျိုးစိတ်တစ်ခုကနေတစ်ခုကိုကူးစက်ပြန့်နှံ့နိုင်တဲ့ပါရဂီမှုပိုးပါဝင်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့အခုထွက်လာတာကအဲ့ဒီမှုပိုးမဟုတ်တော့ဘဲတနေပြောင်းသွားတဲ့အရာဖြစ်နိုင်တယ်လို့သူမကတန်တရားဝင်ပါတယ်။သူတို့၃ယောက်ဟာအကာအကွယ်ဝတ်စုံတွေဝတ်ပြီးမြို့ထဲကိုဝင်ရောက်ရှာဖွေပါတယ်။မြို့ထဲမှာလူတစ်ယောက်မှမရှိတော့ပါဘူး။နောက်ဆုံးမှာသူတို့ဟာတင်ကားကိုပြတိုက်ထဲမှာတွေ့ရှိခဲ့ပါတယ်။ဒေတာခန်တွေကတင်ကားကိုအာလူနဲ့ပကတ်စစ်ဆက်ပြားရေးတုံးပြီးတန်ရှင်းရေးလုပ်ဖို့ကြိုးစားခဲ့ကြပေမဲ့အဲ့ဒီအယောကောကမှုပိုးကိုအာဟာရကျွေးတယ်လို့ဖြစ်သွားပြီးမှုပိုးတွေပုံမူပေါက်ဖွာတနေပြောင်းလဲသွားစေခဲ့တာပါမာတင်ကမှုပိုးကတနေပြောင်းဖြစ်နေပြီဆိုတာအတီးပြုတ်နေတော့မှပဲထရီနီကအလောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်မှုပိုးဤပရိယေနဲ့ကူးစက်မှုအလောင်းတွေအလုံးဟာအိမ်ကောင်မိုးပေါ်မှာရင်ဘတ်တွေပေါက်ပြဲပြီးတေဆုံးနေကြတာပါမာတင်ကမှုပိုးဟာဒင်းတို့ရဲ့အုံနောက်ကိုထိန်းချုပ်ပြီးမှုပိုးတွေပုံမူပြန့်နှံ့နိုင်ဖို့အမြင့်ဆုံးနေရာဖြစ်တဲ့အိမ်ခေါင်မိုးပေါ်ကိုတက်ခိုင်းတာဖြစ်တယ်လို့ယူဆပါတယ်။မှုပိုးနမူနာယူနေတော့မှပဲမာတင်ရဲ့ဝတ်စုံတွေကိုမှုပိုးကူးစက်ခံလိုက်ရပါတယ်။မှုပိုးကသူမရဲ့အုံနောက်ကိုထိန်းချုပ်ပြီးစပရေးပြန့်နှံ့စေဆိုတဲ့စကားလုံးကိုပဲထက်ခါတလဲလဲပြောခိုင်းပါတော့တယ်။မာတင်ဟာသူမကိုသူမထိန်းချုပ်နိုင်စွမ်းမပြောက်ဆုံးမီမှာမှုပိုးပြန့်နှံ့မှုကိုတားဆီးဖို့အတွက်သူမကိုသူမအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာဝစ်စုံရဲ့လေးပိုက်ကိုဖြုတ်ပြီးတနက်နဲ့ပစ်ထည့်လိုက်ပါတော့တယ်နောက်ပိုင်းမှာစစ်တပ်ရောက်လာပြီးမိုးပိုးနမူနာကိုယူဆောင်သွားကမြို့တစ်ခုလုံးကိုဘုံခွဲဖျက်ဆီးပစ်လိုက်ပါတယ်အဲ့ဒီမိုးပိုးနမူနာကိုတော့ကန်ဆတ်ပြည်နယ်ကန်ဆတ်ကလုံခြုံစိတ်ချရတဲ့မြေအောက်တူလောင်ယုံတစ်ခုမှာအေးခံပြီးတင်စီထားခဲ့ပါတယ်ပြန်လည်နှုတ်ထခြင်း2026နှစ်တွေကြာလာတာနဲ့အမျှအဲ့ဒီမြေအောက်တူလောင်ယုံကိုပစ်ထားခဲ့ကြပြီး2026ခုနှစ်မှာတော့ဒါဟာတူလောင်ယုံကုမ္ပဏီတစ်ခုဖြစ်နေပါပြီကန်ဆတ်မြို့ကတူလောင်ယုံဝန်ထမ်း traffic ဟာသူ့ရဲ့ manager Griffin ရဲ့ဖိအားပေးမှုကြောင့်တူလောင်ယုံကိုတပြတိုက်ဖို့ကြံစီနေတဲ့ဂိုင်းအတွက်တကားဖွင့်ပေးဖို့သဘောတူလိုက်ရပါတယ်အဲ့ဒီနေ့ညမှာပဲမေရီဆိုတဲ့အမျိုးသမီးတစ်ယောက်ကသူမရဲ့တူလောင်ခန်းစီကိုလာရောက်ပါတယ် traffic ကသူမကိုကူညီပေးနေတော့မှထူးဆန်းတဲ့မြေတံတစ်ခုကိုကြားလိုက်ရပါတဲလှုပ်ဝက်ခန်းနဲ့မှုပိုးကိုတွေ့ရှိခြင်း traffic နဲ့လှုပ်ဖို့ကင်ဖက်တဲ့နော်မီတို့ဟာမိတလာယာကိုလိုက်ရှာရင်းနေရတစ်ခုနောက်ကလှုပ်ဝက်ခန်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအခန်းထဲမှာ1980ပြည့်လွန်နှစ်တွေကစက်ပစ္စည်းတွေနဲ့အပူချိန်ကိုစောင့်ကြည့်နေတဲ့ထိန်းချုပ်ခန်းတစ်ခုရှိနေတာပါတိုးလောင်ယုံမြေပုံကိုကြည့်ပြီးသူတို့ဟာမြေအောက်ထပ်တွေကိုဆင်းသွားခဲ့ကြပါတယ်။မြေအောက်ထပ်မှာ truck ကလွဲလို့ဝင်ခွင့်မရှိတဲ့အခန်းတစ်ခုကိုတွေ့ရပါတယ်။အထဲမှာရေခဲနေတဲ့ပိုက်လိုင်းကြီးတစ်ခုနဲ့မှုပိုးတွေဖုံးလွှမ်းနေတဲ့ကြွက်တွေကိုတွေ့ရပါတယ်။နော်မီကအခန်းတကားမှာမှုပိုးတွေပြန့်နှံ့နေတာကိုတွေ့လိုက်ရပြီးတကားကပူနေတာကြောင့်သူတို့နှစ်ယောက်လုံးအပြင်ကိုအမြန်ပြန်ထွက်လာခဲ့ကြပါတယ်။နော်မီ၏ခင်မွန်းဟောင်းနဲ့ကူးဆက်ခံရခြင်းအပြင်ဘက်မှာနော်မီရဲ့ခင်မွန်းဟောင်းမိုက်ဟာစိတ်တက်ကြပြီးသူ့ရဲ့တနက်ကိုကြည့်နေပါတယ်။သူ့ရဲ့ကားနောက်ဖုံးထဲကအကြောင်းဟာမှုပိုးကူးဆက်ခံရပြီးတေဆုံးသွားရကနေပြန်လဲနိုးထလာပါတယ်။ကြောင်ကမိုက်ပေါ်ကိုမှုပိုးတွေထွေးထုတ်လိုက်ပြီးအပြင်ဘက်ကအင်တင်နာတိုင်းပေါ်တက်ကအဆုံးစီရင်လိုက်ပါတယ်။မိုက်ဟာလည်းမှုပိုးကူးဆက်ခံရပြီးအုံနောက်ကိုထိန်းချုပ်ခံလိုက်ရပါတော့တယ်။မှုပိုးကသူ့ကိုနော်မီစီသွားဖို့အမိန့်ပေးခဲ့ပါတယ်။ကတ်ဆိုးကိုတားဆီးရန်တိုက်ပွဲရောဘတ်၏ပြန်လည်ဝင်ရောက်လာမှုအစိုးရစီကနေတူလောင်ယုံရဲ့အပူချိန်ဖောက်ဖျက်မှုတတိပေးချက်ကိုရရှိတဲ့အခါအငိမ့်စားယူနေတဲ့ရောဘတ်ဟာချက်ချင်းအေးအေးယူဖို့ပြင်ဆင်ပါတယ်။သူဟာတထရကလူယုံအဖီကေအဘီဂဲလ်ကိုဆက်သွယ်ပြီးကရိယာတွေနဲ့ဝင်ရောက်ခွင့်ရဖို့တောင်းဆိုပါတယ်။ထရရဲ့ခေါင်းဆောင်အသစ်ဝက်စလီကရောဘတ်ကိုအမှုဟောင်းကိုဆွဲလန်းနေတယ်လို့ထင်ပြီးဂယုမဆိုင်ပေမဲ့အပီကေကတော့ရောဘတ်ဘက်ကနေကူညီပေးပါတယ်။တူလောင်ယုံအတွင်းတိုက်ပွဲတူလောင်ယုံထဲမှာ traffic နဲ့ နော်မီတို့ဟာမြေအောက်ကနေတက်လာတဲ့သမင်တကောင်ကိုတွေ့ရပါတယ်အတိတ်ပြန်မြင်ခွင့်အရာမှုပိုးဟာပိုးဟက်ကနေတဆင်ကြွက်ကနေတဆင်မိုက်ရဲ့ကားနောက်ဖုံးတွေကကြောင်စီကိုကူးဆက်သွားခဲ့တာပါ။သမင်က traffic နဲ့နော်မီနောက်ကိုလိုက်တိုက်ခိုက်ပေမဲ့ရုတ်တရက်ပောက်ကွဲသွားခဲ့ပါတယ်။
မိုက်ဟာလည်းတူလောင်ယုံထဲကိုရောက်လာပြီး Traffic နဲ့ Normie ကိုမှုပိုးကူးဆက်ဖို့ကြိုးစားပါတယ်သူတို့ဟာတူလောင်ခန်းတစ်ခုထဲမှာပုံနေရင် Robert နဲ့ဖုန်းဆက်သွယ်မိပါတယ်Robert ကသူတို့ကိုဘယ်သူနဲ့မှစကားမပြောဖို့နဲ့ပုံနေဖို့တတိပေးပါတယ်တပြကိုင်းနဲ့အခြေအနေပိုဆိုးလာခြင်း Griffin နဲ့သူ့ရဲ့ဂိုင်းသားတွေဟာတူလောင်ယုံကိုဓာပြတိုက်ဖို့ရောက်လာကြပါတယ်သူတို့ဟာတမင်ရဲ့အလောင်းကိုတွေ့ပြီး Traffic ကိုချိန်ချောက်ကြပါတယ်မိုက်ကဂိုင်းသားအချို့ကိုမိစ္ဆာအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်Traffic နဲ့ Normie တို့ထွက်ပြေးဖို့ကြိုးစားတော့မှ Mary က Mike ကိုတနက်နဲ့ပစ်တက်လိုက်ပေမဲ့ Mike ရဲ့ခန္ဓာကိုယ်ကပောက်ကွဲသွားပြီးမှုပိုးတွေပုံမူပြန့်နှံ့သွားစေခဲ့ပါတယ်။ပြည်ထောင်9နှစ်ဖြည့်ဆည်းရေးအစီအစဉ် Robert နဲ့ Trini တို့ဟာကျုံးပေါ်ကိုရောက်လာပြီးပြည်ထောင်9ဘုံကိုယူဆောင်လာကြပါတယ်။ Robert ဟာတူလောင်ယုံပတ်လဲကကားတာယာတွေကိုလှိဖြတ်ပြီးဘယ်သူမှထွက်ပြေးလို့မရအောင်လုပ်ပါတယ်။အတာမိုမီတာအပူချိန်ကိုစောင့်ကြည့်ပြီးကူးစက်ခံရသူတွေကိုရှာဖွေပေးပါတယ်။ Robert ဟာကူးစက်ခံရတဲ့ဂိုင်းသားတစ်ယောက်ကြီးRobert ဟာကူးစက်ခံရတဲ့ဂိုင်းသားတစ်ယောက်ကိုပြစ်တက်လိုက်ပေမဲ့ခါနာတဲ့ဝေဒနာကြောင့်လဲကျသွားပါတယ်။ Traffic နဲ့ Normie တို့ဟာအကာအကွယ်ဝတ်စုံတွေဝတ်ပြီးပြည်ထောင်9ကိုမြေအောက်တူလောင်ယုံထဲကိုယူသွားကြပါတယ်။ပြည်ထောင်9ကမိနစ်အနည်းငယ်အတွင်းပောက်ကွဲတော့မှာပါ။သူတို့ဟာမြေအောက်ခန်းထဲမှာမှုပိုးတွေပုံမူပြန့်နှံ့နေတာကိုတွေ့ရပါတယ်။ပြည်ထောင်9ပောက်ကွဲဖို့အချိန်စိတ်ကနေမှာ Traffic နဲ့ Normie တို့ဟာအသေးအတန်ထွက်ပြေးကြပါတယ်။အပြင်ဘက်မှာ Robert နဲ့ Trini တို့ဟာကူးစက်ခံရသူတွေကိုတိုက်ခိုက်နေကြပါတယ်။ Traffic နဲ့ Normie တို့ဟာအဆောက်အဦထဲကနေထွက်လာပြီး Robert တို့နဲ့ပူးပေါင်းကကားနဲ့အမြန်ထွက်ခွာသွားကြပါတယ်။ပြည်ထောင်9ပောက်ကွဲတဲ့အခါတူလောင်ယုံတစ်ခုလုံးမြေပြိုပျက်စီးသွားခဲ့ပါတယ်။သူတို့၄ယောက်လုံးဘေးကင်းရာကိုလွတ်မြောက်သွားခဲ့ကြပါတယ်။အပီကေးကရာဒါပေါ်မှာမိစ္ဆာတွေရဲ့ heat signature အပူချိန်လက္ခဏာမရှိတော့တာကိုအတည်ပြုပါတယ်။ Wesley ကသတင်းစာရှင်းလင်းပွဲမှာ scale up မှုပိုးကိုရှော့တွက်ခဲ့တဲ့အတွက်ဝေဖန်ခံရပါတယ်။အပီကေးကဆေးရုံမှာ Robert ကိုတွားရောက်တွေ့ဆုံပြီးကျေးဇူးတင်စကားပြောပါတယ်။ Normie က Traffic ကိုသူမရဲ့သမီးလေးတွေနဲ့မိတ်ဆက်ပေးပါတယ်။ဇလန်းရဲ့နောက်ဆုံးမြင်ကွင်းမှာတော့တောထဲကသမင်တကောင်ဟာမှုပိုးတွေကိုထွေးထုတ်နေတာကိုတွေ့ရပါတယ်။ဒါဟာမှုပိုးအန္တရာယ်ဟာလုံးဝဥတုံပြောက်ကွယ်သွားခြင်းမရှိသေးပဲအချိန်မရွေးပြန်လည်ပြန့်နှံ့လာနိုင်ကြောင်းသတိပေးလိုက်တာပဲဖြစ်ပါတယ်။